ဒီကနေ့ golf အားကစားလောကမှာရှင်သန်နေတဲ့ကဏ္ဍဝင်လို့ပြောလိုက်ရင်လူတော်တော်များများပြင်းမြင်မိကြတာကတော့တခြားသူမဟုတ်တော့ပါဘူး။ Tiger Woods ပဲဖြစ်ပါသေးမယ်။ Tiger Woods ရဲ့အမည်ချင်းက Andrew Tongue ဖြစ်ပြီးတော့မှကမ္ဘာကောက်တီးရဲ့လောကရဲ့သမိုင်းဝင်အထူးကျွန်ဆုံးကစားသမားတို့ဖြစ်သတ်မှတ်ခံရတဲ့သူပဲဖြစ်ပါတယ်။ဒီကောက်တီးရိုက်တဲ့အားကစားကိုလူဖြူတွေရဲ့ကစားနည်းဆိုတဲ့အယူဆကနေပြီးတော့မှကဘာမှာရေပန်းအစားဆုံးအားကစားတစ်ခုဖြစ်အောင်ပြောင်းလဲပြစ်နိုင်ခဲ့တဲ့သူဆိုရင်လည်းမမှားပါဘူး။ Tiger Woods ကို1985ခုနှစ်ဒီဇင်ဘာလ30 Cypress, California, US မှာမိဘများဖြစ်ကြတဲ့ဖခင်Wood American စစ်ဗိုလ်ဟောင်းနဲ့မိခင်ခုတီတာဝူထိုင်းမျိုးတွေကနေပြီးတော့မှမွေးဖွားခဲ့တာပဲဖြစ်ပါတယ်။ဖခင်ဖြစ်သူ Wood ကတာဖြစ်သူရဲ့ပါရမီကိုစောစောစီစီသိမြင်ခဲ့တာဖြစ်တာအတွက်ကြောင့်မလို့တင်းကျပ်တဲ့လေ့ကျင့်မှုတွေကလည်း Tiger Woods ရဲ့အဓိကအခန်းကဏ္ဍနေရာမှာပါဝင်ခဲ့ပါသေးတယ်။ဒါကြောင့်မလို့ပဲ Tiger Woods ကအသက်2နှစ်သားအရွယ်မှာပဲနာမည်ကြီးတဲ့ TV show တွေမှာခေါင်းရိုက်ပြနိုင်ခဲ့တဲ့အထိထူးခြားစမ်းကြယ်တဲ့ကလေးတစ်ဦးဖြစ်ထင်ရှားကျော်ကြားခဲ့ပါတယ်။1996ခုနှစ်မှာ Tiger Woods က Pro ကစားသမားဖြစ်လာခဲ့ပြီးတော့သူ့ရဲ့အသက်21နှစ်မှာဆိုလို့ရှိရင် Master Champion ဆုကိုစံချိန်တင်ရယူနိုင်ခဲ့နေပါပြီ။အဲဒီချိန်ကစပြီးတော့ Golf လောကမှာကြားခစ်ဆိုပြီးတော့မှ Tiger Woods ရဲ့ခေတ်တစ်ခေတ်ကစတင်ခဲ့တာပါ။ Tiger Woods ကဂေါက်တီးရိုက်လောကမှာဆိုလို့ရှိရင်စံချိန်တက်များစွာကိုလည်းတင်နိုင်ခဲ့တဲ့သူဖြစ်ပါသေးတယ်။ Major အနေနဲ့15ချိန် PGA အနေနဲ့82ချိန်အထိရရှိခဲ့ပြီးတော့မှကမ္ဘာအဆင့်1နေရာကိုလည်း683ဘတ်ကြာထိန်းသိမ်းထားနိုင်ခဲ့တဲ့ကစားသမားဖြစ်ပါတယ်။2000ခုနှစ်နဲ့2001ခုနှစ်အတွင်းမှာဆိုလို့ရှိရင်မေဂျာပြိုင်ပွဲ4ခုစလုံးကိုဇက်တိုက်နိုင်ခဲ့တဲ့ Tiger Woods ကဆိုရင်အခုချိန်ထိဘယ်သူမှမလိုက်နိုင်သေးတဲ့မှတ်တိုင်တစ်ခုအဖြစ်ထင်ကြံနေသေးပါပဲ။ဒါပေမဲ့ဘဝဆိုတာတော့အမြဲတမ်းအတက်ပဲမဟုတ်ပါဘူး။2009ခုနှစ်နောက်ပိုင်းမှာတော့ Tiger Woods ကသူ့ရဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာအရှုပ်ထွေးတွေတခြားခါးဒဏ်ရာတွေနဲ့ဒူးခွဲစိတ်မှုဒဏ်ရာတွေက Tiger Woods ကိုအောက်ခြေအထိဆွဲချခဲ့ပါတယ်။ဘယ်လောက်ထိဆွဲချခဲ့လဲဆိုလို့ရှိရင်တော့ကမ္ဘာအဆင့်1ကနေပြီးတော့မှအဆင့်1000ကျော်အထိကျဆင်းသွားခဲ့ပြီးတော့တော်တော်များများကတော့ Tiger Woods ခေတ်ကုန်ပြီလို့ယူဆခဲ့ကြပါတယ်။ဒါပေမဲ့ Tiger Woods ကတော့လက်မလျှော့ခဲ့ပါဘူး။7နှစ်ကြာအောင်မြင်မှုပျောက်ဆုံးနေပြီးတဲ့နောက်2019ခုနှစ်မှာ Master Champion ဆုကိုပြန်လည်ရယူခဲ့ခြင်းကအားကစားသမိုင်းမှာအကြီးအကျယ်ဆုံးသောပြန်လည်နိုးထမှုအဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။ဒီရဲ့အောင်မြင်မှုကတကယ်တမ်းတော့စူပလာတစ်ခုတည်းပိုပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်တော့ Tiger Woods ရဲ့စိတ်သက်ကြံ့ခိုင်မှုကကဘာကြီးကိုတက်တည်ပြလိုက်လို့ပါပဲ။ Tiger Woods ကကဘာမှာလခအများဆုံးအားကစားသမားစီးရင်ထဲမှာဆိုရင်နှစ်ပေါင်းများစွာထိပ်ဆုံးကနေရပ်တည်ခဲ့တာပဲဖြစ်ပါတယ်။2026ခုနှစ်အစောပိုင်းခံမှန်းချက်အရဆိုလို့ရှိရင်တော့Tiger Woods ရဲ့ကြွယ်ဝမှုက American dollar 1.3 billion ခန့်ရှိနိုင်တယ်ဆိုပြီးတော့မှအားကစားနဲ့ဘီလီယံနာဖြစ်လာသူအနည်းငယ်ထဲမှာတူပဲဖြစ်ပါတယ်။လက်ရှိမှာဆိုရင်လည်း Nike တို့ Rolex တို့စတဲ့နာမည်ကြီး brand တွေရဲ့ပင်နိုင်တနမတ်အဖြစ်လဲတာဝန်ယူလုပ်ကိုင်နေသေးပါပဲ။ဒါအပြင်2021ခုနှစ်မှာဆိုလို့ရှိရင်လည်းကားအက်ဆီဒန့်ကြုံခဲ့ရပြီးတော့မှခြေထောက်မှာပြင်းထန်စွာဒဏ်ရာရပြီးတော့လက်ရှိမှာဆိုရင်တော့ကောက်တီးပြန်လဲရိုက်ကူးနေပါသေးတယ်။ဒါကြောင့်မလို့ဒီကနေ့ခေတ်မှာတော့ Tiger Woods ဟာကားအက်ဆီဒန့်ဒဏ်ရာကြောင့်အရင်လိုခဏမကစားနိုင်တော့ပေမဲ့ Tiger Woods ချန်ထားခဲ့တဲ့သမိုင်းနဲ့စိတ်ဓာတ်ကတော့မျိုးဆက်သစ်ကောက်တီးအားကစားသမားတိုင်းအတွက်စံပြဖြစ်နေမှာပါပဲ။ Golf လောကမှာ Tiger Woods ကတာမန်အားကစားသမားတယောက်ထက်ပိုတဲ့ဂန္ဓဝင်အားကစားသမားတူဖြစ်တယ်ဆိုတာကိုဖော်ပြရင်းနဲ့နောက်လာမယ့်အစီအစဉ်မှာလည်းဘသူတွေကဘလူမျိုးဆိုတာကိုပြောပြပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီစီစဉ်လေးကိုဒီနေရာမှာပဲရပ်နာလိုက်ပါရစေခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်